Australia နိုင်ငံ၏ကျန်းမာရေးစနစ် Australia နိုင်ငံ၏ကျန်းမာရေးစနစ်ကိုနားလည်ရန်လိုအပ်ပါသည်လိုအပ်သောအချိန်နှင့်မည်သည့်နေရာတွင်ကုသမှုခံယူရမည်ကိုသိရှိစေရန်နှင့်ကွဲပြားခြားနားသောကျန်းမာရေးဝန်ဆောင်မှုများတို့ဖြစ်ကြပါသည်ကျန်းမာရေးစနစ်2မျိုးရှိပါသည်အစိုးရထောက်ပံ့သောပြည်သူ့ကျန်းမာရေးစနစ်ကိုအသုံးပြုရန်အတွက်ပြည်သူလူထုသည် Medicare ကဒ်ရှိရန်လိုအပ်ပါသည်ပုဂ္ဂလိကကျန်းမာရေးစနစ်ကိုအသုံးပြုသူသည်၎င်းတို့၏ကုသမှုအတွက်ကျသင့်ငွေကိုမိမိတို့မှပေးဆောင်ရပါမည်ပြည်သူ့ကျန်းမာရေးစနစ်သည်သက်သာ၍ကောင်းမွန်သဖြင့်ပြည်သူ့ကျန်းမာရေးစနစ်အကြောင်းကိုသာပြောကြားသွားမှာဖြစ်ပါသည် Medicare ကဒ်ကိုမိကဲ့သို့လျှောက်ထားရမည်နီအကယ်၍သင်သည်အသက်18နှစ်ကျော်ပြီးပြောင်းရွှေ့တည်ကြနေထိုင်သူဖြစ်ပါက Medicare ကဒ်ရှိရန်လိုအပ်ပါသည် Medicare ရုံးများတွင်၎င်းအင်တာနက်မှ၎င်း Medicare ကဒ်လျှောက်လွှာပုံစံကိုရယူ၍လျှောက်ထားနိုင်ပါသည်သင်အကူအညီလိုပါကပြန်လည်နေရာချထားရေးရုံးမှအကူအညီကိုရယူနိုင်ပါသည် Medicare Australia နိုင်ငံ၌ကျန်းမာရေးနှင့်ပတ်သက်သောဌာနများကိုသွားသည့်အခါတိုင်း Medicare ကဒ်ကိုပြရန်လိုအပ်ပါသည်ဆေးဆိုင်တွင်ဆေးများဝယ်ယူရန်အတွက်လည်း Medicare ကဒ်လိုအပ်ပါသည် Medicare ဆိုသည်မှာ Australia နိုင်ငံတွင်အမျက်ခွန်ပေးထားသောငွေများမှကျန်းမာရေးအတွက်အသုံးပြုထားသောငွေဖြစ်ပါသည်ဆရာဝန်နှင့်ဆေးကုသမှုတွင်၎င်းမျက်စိစမ်းသပ်မှုနှင့်ကျန်းမာရေးစစ်ဆေးမှုများကို Medicare မှပေးဆောင်ပါသည်မျက်စိအထူးကုသရာတွင်၎င်းဆေးဝါးဝယ်ယူမှုတွင်၎င်းသွားအထူးကုနှင့်သွားစစ်ဆေးမှုများအတွက်ကုန်ကျမှုတချို့အတွက် Medicare မှပေးဆောင်ပါသည်ဆေးရုံတွင်တက်ရောက်ကုသမှုစရိတ်တချို့နှင့်စိတ်ဝေဒနာရှင်များကို Medicare မှထောက်ပံ့ပေးပါသည်သင်သည်လိပ်စာတယ်လီဖုန်းနှင့်တခြားပြောင်းလဲမှုများရှိခဲ့လျှင် Medicare ဌာနသို့အကြောင်းကြားရပါမည်သင်၏ Medicare ကဒ်ကိုသင်နှင့်အတူအမြဲတမ်းယူဆောင်ရပါမည် Concession ကဒ်စံတန်လင်းမှထောက်ပံ့မှုရရှိသောသူများသည် Healthcare ကဒ်နှင့် Concession ကဒ်များရရှိပါသည်ဤကဒ်သည်ဆေးဆိုင်များတွင်ဆေးဝါးများဝယ်ရန်အတွက်သက်သာစေပါသည်အကယ်၍သင်သည်သူနာပြုကားမောင်းသူအားဤကဒ်ကိုပြပါကအခမဲ့ရရှိနိုင်ပါသည်ထို့ပြင် Gas လျှပ်စစ်မီးနှင့်ပြည်သူ့သယ်ယူပို့ဆောင်မှုများဖြစ်သောမီးရထားဘတ်နှင့်ထွန်လက်မှတ်များဝယ်ရန်အတွက်ကုန်ကျငွေကိုသက်သာစေပါသည် Bulk Billing ဆေးကမ်းများနှင့်ကျန်းမာရေးဌာနများတွင်ဤဆိုင်းဘုတ်ကိုကြည့်ပါ Bulk Billing ဆိုသည်မှာဆရာဝန်ကိုငွေပေးရန်မလိုပါ Medicare ကပေးပါလိမ့်မည်သင် Medicare ကဒ်ကိုပြပြီးလျှောက်လွှာတွင်လက်မှတ်ရေးထိုးပါအကယ်၍သင်သည်ထိုကဲ့သို့မပြုလုပ်ပါကသင်သည်ဆရာဝန်ဤကုန်ကျငွေကိုပေးရပါလိမ့်မည်အကယ်၍Bulk Billingဆိုင်းဘုတ်မရှိခဲ့လျှင်ဆရာဝန်သည်ကုန်ကျငွေကိုသင်ထံတွင်တောင်းပါလိမ့်မည်သင်သည်ကုန်ကျငွေကိုအပြည့်အဝပေးဆောင်ပြီးနောက်လက်ခံဖြတ်ပိုင်းကို Medicare ဌာနတွင်ပြန်၍လျှောက်ယူနိုင်ပါသည်ကွဲပြားခြားနားမှုများ၃မျိုးရှိပါသည်ရပ်ကွက်တွင်းရှိကျန်းမာရေးဌာနများအထူးကုဆရာဝန်များနှင့်ဆေးရုံများတို့ဖြစ်ပါသည်သူနာပြုကားသည်
အရေးပေါ်ကုသမှုများအတွက်သာဖြစ်ပါသည်ရက်ကွက်တွင်းရှိကျန်းမာရေးကုသမှုများကိုတင်သည်တင်ဤရက်ကွက်တွင်းရှိဆရာဝန်ဤဆေးခန်းသွားကုသမှုဌာနသို့မဟုတ်ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့သွားရပါမည်ပထမဦးဆုံးထိုဌာနများကိုသာသွားပါဆေးရုံကိုမသွားရပါဆရာဝန်တဦးထံတွင်သာသွားရောက်ကုသပါသို့မှသာဆရာဝန်များမှတင်နှင့်တင်ဤမိသားစုကျန်းမာရေးအခြေအနေကိုသိရှိနားလည်မည်ဖြစ်ပါသည်ရက်ချိန်ပြုလုပ်ခြင်းကျန်းမာရေးစစ်ဆေးမှုကိုလိုအပ်ပါကတင်သည်ကြိုတင်၍နေ့ရက်နှင့်အချိန်ကိုပြုလုပ်ရန်လိုအပ်ပါသည်တင်သည်အမျိုးသားဆရာဝန်သို့မဟုတ်အမျိုးသမီးဆရာဝန်နှင့်ဘာသာပြန်လိုအပ်ပါကရက်ချိန်ပြုလုပ်ချိန်အတွင်းတွင်ပြောရပါမည်ဘာသာပြန်အတွက်တင်ပေးဆောင်ရန်မလိုပါတင်သည်ကြိုတင်ရက်ချိန်များကိုပြုလုပ်သောအခါမိသားစုအတွင်းတဦးစီအတွက်တည်တံ့ပြုလုပ်ပါကြိုတင်ပြုလုပ်ထားသောအချိန်တွင်အချိန်မီရောက်ရှိရန်လိုအပ်ပါသည်အကယ်၍တင်သည်ကြိုတင်ပြုလုပ်ထားသောအချိန်တွင်မလာရောက်နိုင်ပါကတယ်လီဖုန်းဖြင့်မလာနိုင်ခြင်းကိုအကြောင်းကြားပါတင်သည်တင်ဤကျန်းမာရေးနှင့်ပတ်သက်၍အကြောင်းအရာများအားလုံးကိုဆရာဝန်အားယုံကြည်စိတ်ချစွာပြောပြပါအထူးကုဆရာဝန်များအကယ်၍တင်သည်အထူးကုနှင့်ကုသရန်လိုအပ်ပါကတင်ဤဆရာဝန်သည်တင်အားအထူးကုထံလွှဲပြောင်းပေးပါလိမ့်မည်အချို့သောစစ်ဆေးမှုအတွက်ဆရာဝန်သည်သွေးစစ်သည့်ဌာနများသို့လွှဲပြောင်းပေးပါလိမ့်မည်တင်သည်အထူးကုထံတယ်လီဖုန်းဖြင့်ကြိုတင်နေ့ရက်နှင့်အချိန်ပြုလုပ်ခြင်းဖြင့်၎င်းသို့မဟုတ်တင်ဤဆရာဝန်မှတင်အားကြိုတင်နေ့ရက်နှင့်အချိန်ကိုပြုလုပ်ပေးပါလိမ့်မည်အချို့ထူးကုဆရာဝန်များနှင့်တွေ့ရန်ကာလကြာရှည်စွာစောင့်ဆိုင်းရပါသည်တင်သည်ပုဂ္ဂလိကအထူးကုထံတွင်ကုသမှုကိုခံယူပါကကုန်ကျမှုများကိုအပြည့်အဝပေးဆောင်ရပါလိမ့်မည်ဆေးရုံတွင်ကုသခြင်းမျိုးမဟုတ်ပါဆေးရုံများပြည်သူဆေးရုံများနှင့်ပုဂ္ဂလိကဆေးရုံများဟူ၍ရှိပါသည်ပုဂ္ဂလိကဆေးရုံများသည်ကုန်ကျစရိတ်များပြားလှပါသည်အဓိကလိုအပ်သောကုသမှုများကိုဆရာဝန်မှဆေးရုံသို့လွှဲပေးပါလိမ့်မည်ဆေးခန်းတွင်မကုသနိုင်သောတာမန်ဆေးကုသမှုများကိုလည်းဆရာဝန်မှဆေးရုံသို့ပို့ပေးပါလိမ့်မည်အရေးပေါ်မဟုတ်သောကုသမှုများအတွက်ဆေးရုံတွင်တက်ရောက်ကုသရန်အချိန်ကာလကြာရှည်စွာစောင့်ဆိုင်းရပါမည်ပြည်သူလူနာများသည်မိမိကြိုက်နှစ်သက်သောအထူးကုဆရာဝန်များကိုရွေးချယ်ပိုင်ခွင့်မရှိပါများသောအားဖြင့်အခန်းတစ်ခန်းတွင်လူနာများပူးတွဲ၍နေရပါသည်ဆေးရုံတက်ရောက်ပါကဆေးရုံမှအစားအသောက်ကျွေးမွေးမှာဖြစ်ပါသည်အကယ်၍တင်သည်မစားတတ်သောအစားအစာများရှိပါကဆေးရုံကိုကြိုတင်၍အသိပေးရပါမည်အဲ့ဒီအတွင်း၌သာလူနာကိုလာကြည့်၍ရပါသဖြင့်အဲ့ဒီကိုသိရှိရန်လိုအပ်ပါသည်အကယ်၍တင်ဤကလေးငယ်နေမကောင်း၍ဆေးရုံတက်ရောက်နေပါကတင်သည်ဆေးရုံတွင်ကလေးနှင့်အတူနေနိုင်ပါသည်အရေးပေါ်များ
အရေးပေါ်တစ်စုံတရာပေါ်ပေါက်ခဲ့လင်လူနာအားအရေးပေါ်ဌာနသို့တိုက်ရိုက်ပို့ဆောင်နိုင်ပါသည်အကယ်၍အသက်အန္တရာယ်စိုးရိမ်မှုရှိပါက3 လုံးဖြင့်သူနာပြုကားကိုခေါ်ယူနိုင်ပါသည်အကယ်၍စကားပြန်လိုအပ်ပါကစကားပြန်ဌာနနံပါတ်ဖြစ်သော131-453ကိုခေါ်ယူနိုင်ပါသည်သတိပြုရန်အရေးကြီးသောအချက်အလက်များတင်သည်ဆရာဝန်စီသွားသောအခါ medical ကတ်ကိုယူဆောင်သွားပါဘောက်ဘီလ်ဆိုင်ဘုတ်ရှိသောဆေးခန်းမှဆရာဝန်တယောက်ကိုရှာဖွေရပါမည်ကျန်းမာရေးနှင့်ပတ်သက်၍တင်၏ဆရာဝန်ထံပုံမှန်သွားရောက်ရန်လိုအပ်ပါသည်အထူးကုနှင့်ဆေးရုံတို့တွင်ကုသရန်လိုအပ်ခဲ့လင်ဆရာဝန်မှသင်အားလွှဲပြောင်းပေးပါလိမ့်မည်အရေးပေါ်ကုသမှုအတွက်သာလျှင်သူနာပြုကားကိုခေါ်ရန်ဖြစ်ပါသည်